တန်ရောစင်ဆိုတာတက်ရှိလူသားတွေအတွက်တော့နှွေးထွေးတဲ့အရာတစ်ခုပါဒါပေမဲ့တည်ဆုံးသွားတဲ့သူတယောက်ရဲ့အစွဲလန်းကြီးမားတဲ့တန်ရောစင်ကတော့တစ်ခါတလေမှာအသက်ရှင်နေတဲ့သူတွေအတွက်အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့အိမ်မက်ဆိုးကြီးဖြစ်လာတတ်ပါတယ်လွန်ခဲ့တဲ့6နှစ်လောက်ကမိသားစုတစုဟာမိထီလာမြို့ကဘုံကြီးကျောင်းတစ်ကျောင်းကိုဖျားဘူးသွားဖို့စီစဉ်ထားခဲ့ကြတယ်။ဒါပေမဲ့ခီးမတော့ခင်ရပိုင်းအလိုမှာပဲအဲ့ဒီခီးကိုအရန်လိုက်ချင်နေတဲ့အဖွားဖြစ်သူဟာယောဂနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။အဖွားဆုံးပြီးရက်လေတဲ့နေ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကစတင်ပါတော့တယ်။အဲ့ဒီနေ့ကကောင်မလေးရဲ့သူ့ညီမ2ယောက်ရဲ့စုစုပေါင်းညီမ3ယောက်ကတိုက်ခန်းရဲ့အိမ်ရှိတကားအပြင်ဘက်အဝင်ဝမှာစကားရက်ပြောနေကြတယ်။အိမ်ထဲမှာတော့အဖိုးရဲ့အတော်ရဲပဲရှိတယ်။အဲ့ဒီလိုစကားပြောနေတော့ညီမ3ယောက်လုံးလန့်ဖြန့်ပြီးတော့ကြက်သိန်းတွေတပြန့်ပြန့်ထားသွားတယ်။တကားအပြင်မှာသူတို့3ယောက်ကလွဲပြီးဘယ်သူမှမရှိဘူး။အိမ်ထဲကနေအတော်ဖြစ်သူကပြပြတလဲထွက်လာပြီးတော့ဟဲ့နင်တို့တကားကိုအားကြီးနဲ့ထုလိုက်တာလားလို့လာမေးတယ်။အိမ်မြင်ကညီမ3ယောက်ရောအိမ်ထဲကလူတွေပါအဲ့ဒီအတန်ကြီးကိုရိုင်းတူကြားလိုက်ကြရတာပါအစိုးဆုံးကအဲ့ဒီလိုတကားလာထုသွားတဲ့အချိန်ဟာညနေ4 နာရီတိအဖွားဖြစ်သူအသက်ငွေ့ငွေ့လေးနဲ့ဆုံးပါသွားခဲ့တဲ့အချိန်နဲ့တစ်ချိန်နဲ့တူညီနေခဲ့တာပါပဲဘာပဲဖြစ်ဖြစ်ကြိုတင်စီစဉ်ထားတဲ့အတိုင်းအဖွားမပါတော့ပေမဲ့မိသားစုဝင်တွေဟာမိထီလာကဘုန်းကြီးကျောင်းကိုခီးဆက်ခဲ့ကြတယ်အဲ့ဒီဘုန်းကြီးကျောင်းကရွာပြင်ပဲတောနယ်ထဲမှာရှိတာပါလျှက်စစ်မီလုံးဝမရဘူးလူနေအိမ်တွေနဲ့လည်းအလန့်ဝေးတယ်လို့ကျောင်းကိုသွားတဲ့လမ်းမှာလဲတောက်တဲ့ဟောင်းကြီးတစ်ခုကိုဖြတ်သွားရတယ်ဆရာတော်ကအဆောင်လျှောက်တွေထားပြီးတရက်တစေတွေကိုလည်းကျောင်းဝင်းထဲမှာနေခွင့်ပေးထားတယ်လို့နာမည်ကြီးတယ်ဒါကြောင့်ညဘက်ဆိုရင်ဘယ်သူမှစီးတားထားတဲ့အပြင်ကိုမထွက်ရဘူးလို့တင်းကျပ်စွာအမိန့်ထုတ်ထားတယ်ပထမဆုံးရောက်တဲ့ညမိသားစုတွေအများကြီးမို့လူကြီးတွေကဂရင်ပေါ်မှာအိတ်ကြတယ်နေရာမဆက်တော့ကောင်မလေးနဲ့သူ့မဝမ်းခွဲကအခန့်ရပေါက်ကတကယ်မကြီးနဲ့တဲ့ကျမ်းမြေပေါ်မှာအိတ်ရခင်းပြီးတော့အိတ်ခဲ့ရတယ်ညက2 နာရီလောက်ရှိပြီကောင်မလေးကရုတ်တရက်အိတ်ရကနေလမ်းနှုတ်လာတယ်အခန်းထဲမှာမီးမရှိပေမဲ့ဂရင်မောက်ကဝင်လာတဲ့လာရောင်ကြောင့်ပတ်ဝန်းကျင်ကိုဝိုးတဝါမြင်နေရတယ်သူမသတိမထားမိလိုက်တာတခုကပိတ်ထားခဲ့တဲ့တကယ်မကြီးနဲ့တကားပေါက်တွေအကုန်လုံးဟောင်းလောင်းကြီးပွင့်နေတယ်အဲ့ဒီချိန်မှာပဲအပြင်ဘက်ကနေအခန်းထဲကိုဝင်လာတဲ့ခြေတံကြီးတစ်ခုကိုကြားလိုက်ရတယ်ခြေတံကတော်တော်လေးအတန်ကျဲတယ်ခန်းထဲမှာအိပ်ပျော်နေတဲ့လူတွေကြားထဲကိုဝင်လာပြီးတော့ခောက်တော့ခောက်ပြန်လမ်းလျှောက်နေတယ်ကောင်မလေးကအကြောက်လွန်ပြီးတော့ဇောချိုးတွေပြန်နေပေမဲ့တစ်ချင်စိမ့်နဲ့လာရောင်အောက်မှာတေချာကြည့်လိုက်မိတယ်အဟောင်းစရာကောင်းတာကခြေတံကိုသာအထင်းသားကြားနေကြတာအဲ့ဒီခြေတံပန်းရှင်ရဲ့အရေးရောင်ကိုလုံးဝမတွေ့ရဘူးလေဟာနယ်ကြီးတစ်ခုကလမ်းလျှောက်နေတယ်လို့ပဲကောင်မလေးကအသက်ရှူဖို့တောင်မေ့နေရင်းနဲ့သူမရဲ့ဘေးနားကိုခေါင်းလေးဆောင်းပြီးတော့အကြည့်သူမရဲ့မျက်နှာနာကက်လျက်မှာနေရက်ပြီးတော့တောက်လောင်နေတဲ့အေးရမမျက်လုံးကြီးတစ်လုံးတည်းကသူမကိုစိုက်ကြည့်နေတယ်လူပုံစံမဟုတ်ဘူးအဲ့ဒီမျက်လုံးကြီးနဲ့အရာကြီးစီကနေကြမ်းတမ်းပြီးဆူဆွနေတဲ့အေးရမရှာကြီးတစ်ခုထွက်လာပြီးကောင်မလေးရဲ့လက်ဖမိုးကိုရှာနဲ့လာရက်နေတယ်အေးဆက်ပြီးကြမ်းတမ်းတဲ့အဲ့ဒီအထီးတွေးကြောင့်ကောင်မလေးခမသွေးပြတ်မတက်ဖြစ်သွားရပြီးမျက်လုံးကိုအတင်းစုံမိတ်စောင်းကိုခေါင်းမှုချုံပြီးတော့မနဲ့မိုးလင်းဖို့ကိုပဲကျားစာယွင်ရင်းနဲ့စူတောင်းနေရတော့တယ်မနဲ့3 နာရီလောက်ရောက်တော့မှအဲ့ဒီခြေတံတွေရောနေရက်နေတဲ့မျက်လုံးကြီးပါလုံးဝပျောက်ကွယ်သွားခဲ့တယ်မနဲ့မိုးလင်းတော့လူကြီးတွေကိုပြန်ပြောပြတဲ့အခါအခန်းထဲမှာအိတ်နေတဲ့တခြား2 ယောက်ကလည်းညကအဲ့ဒီလိုခောက်တော့ခောက်ပြန်လမ်းလျှောက်နေတဲ့ခြေတံကြီးကိုကြားခဲ့ရတယ်လို့အတီးပြုတ်ကြတယ်ဒါပေမဲ့ကောင်မလေးရဲ့ခေါင်းထဲမှာအခုတည်းထိအပြေရှာမရတဲ့ကြက်သိန်းထစရာမိကွန်းတစ်ခုကတော့ကြံနေခဲ့တယ်တကားကိုလာထုပြီးသူတို့နောက်ကိုလိုက်လာခဲ့တဲ့အဲ့ဒီအရာဟာခရီးကိုအရန်လိုက်ချင်နေတဲ့သူတို့ရဲ့အဖွားပဲလားတကယ်လို့အဖွားဆိုရင်ရောဘာဖြစ်လို့หนีရက်နေတဲ့မျက်လုံးတစ်လုံးနဲ့အေးရမရှာကြီးကိုပိုင်ဆိုင်ထားတဲ့အရာကြီးအဖြစ်ပြောင်းလဲသွားရတာလေဒါမှမဟုတ်ညလေကောင်ကြီးတကားတွေအကုန်ပွင့်နေတဲ့အချိန်တုံးတန်ဟောင်းနဲ့ကက်လျက်တောအုပ်ထဲကနေအဖွားမဟုတ်တဲ့တခြားအရာတစ်ခုခုများသူတို့အခန်းထဲကိုဝင်လာခဲ့တာလားဆိုတာကိုပေါ့လူတွေကတရေတစေးဆိုတာကိုကြောက်ကြပေမဲ့တကယ်တမ်းအကြောက်ရဆုံးက
လူတွေရဲ့မနာလိုဝန်တိုစိတ်ဆိုတာကို2023ခုနှစ်တုန်းကကျွန်တော်တို့မိသားစုကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရပါတယ်2023ခုနှစ်အဲ့ဒီတုန်းကကျွန်တော်အသက်18နှစ်လောက်ပဲရှိသေးတယ်ကျွန်တော်တို့မိသားစုကရန်ကုန်မြို့ကနာမည်ကြီးလက်ကားဈေးတစ်ခုမှာကုန်စိမ်းဆိုင်ဖွင့်ထားတာပေါ့ကျွန်တော်တို့ဆိုင်ကတခြားဆိုင်တွေထက်တိတိတတ်တာကိုအယောင်းဝယ်ကောင်းတယ်မနေ့စောစောအာယုံဈေးချိန်ဆိုရင်မိသားစု3ယောက်ဝိုင်းရောင်းတာတောင်လက်မလဲနိုင်လောက်အောင်ပါပဲအလူကြီးပေးနေသလားမှတ်ရလောက်အောင်ဖောက်တယ်တွေကကြိတ်ကြိတ်တိုးနေတာဒါပေမဲ့လောကဓမ္မတာပဲလေသူများကိုယ့်ထက်သာရင်မနာလိုဖြစ်တတ်တဲ့သူတွေကချီစမြဲပါပဲအဲ့ဒီမှာတင်ပြဿနာကစတော့တာပါပဲကျွန်တော်တို့ဆိုင်ရဲ့မျက်စောင်းတို့မှာကုန်တူပေမဲ့အယောင်းဝယ်ပါတဲ့ဆိုင်တစ်ဆိုင်ရှိပါတယ်ပန်ရှင်တွေကကလားနဲ့ဗမာကပြားလင်မယား2ယောက်ကျွန်တော်တို့ဆိုင်မှာလူတွေတိုးဝေပြီးဝယ်နေတာကိုသူတို့ကအမြဲတမ်းမျက်စောင်းခဲပြီးတော့ကြည့်နေတတ်တာကိုသတိထားမိပါတယ်တနေ့တော့ညဘက်ဈေးသိမ်းတဲ့အချိန်ကျွန်တော်တို့ဆိုင်ဘက်ကိုဘာမှမသိတဲ့အမောင်တွေလာဖြူသွားတယ်ဆိုတာကိုဘေးဆိုင်တွေကလာပြောပြကြတယ်သူတို့အဲ့ဒီလိုလှုပ်သွားပြီးတော့နောက်တနေ့မှာပဲကျမကြီးတိတ်ကောင်းတဲ့ကျွန်တော်အမေရုတ်တရက်အိပ်ရတဲ့လဲကျသွားပါတော့တယ်ဆရာဝန်ဘောင်းဆောင်နဲ့ပြတယ်စိတ်မျိုးစုံကုကြည့်တယ်လုံးဝမထူးကြဘူးအမေကအိပ်ရတဲ့ကနေကိုထမလာနိုင်တော့တာနောက်ဆုံးမထူးတော့ဘူးဆိုပြီးအောက်လန်းဆိုင်ရာကုသတဲ့ဆရာတယောက်ကိုပြင်လာခဲ့ရတယ်ဆရာကအိမ်ကိုရောက်ချင်းမျက်မှောင်ကျုပ်သွားပြီးတော့မင်းတို့အိမ်မှာမကောင်းတဲ့အရာတွေအများကြီးရောက်နေတယ်ဒါပုံတကားတိုက်ခံရတာလို့ပြောတယ်ဆရာကအိမ်အနက်အင်းပြားတွေကတ်ခိုင်းပြီးပထမ်းတွေဇက်တိုက်ရုပ်ဖို့မှားသွားတယ်ဆရာပြောတဲ့အတိုင်းအကုန်လိုက်လုပ်ပါတယ်ဒါပေမဲ့အဲ့ဒီနေ့ညနေမှာပဲအခြေအနေကပိုဆိုးလာပါတော့တယ်ညနေဆောင်တော့ကျွန်တော်တို့နေတဲ့တိုက်ခန်းလေးတစ်ခန်းတည်းကရုတ်တရက်ကြီးငလင်လှုပ်သလိုအပြင်းထန်တုန်ခါလာတယ်အုတ်နေရန်တွေကအစတသိမ့်သိမ့်လှုပ်နေတာကျွန်တော်တို့လည်းကြောက်လန့်တကြားနဲ့အောက်ထပ်ကိုပြေးဆင်းကြည့်တော့အောက်ထပ်ကလူတွေကဘာမှမဖြစ်သလိုပုံမှန်ပါပဲကျွန်တော်တို့တိုက်ခန်းလေးတစ်ခုတည်းပဲလှုပ်နေတာလေအိမ်မော်ပြန်တက်လာတော့ပြတင်းပေါက်တွေအကုန်အလုံးပိတ်ထားတဲ့ကြားကနေဖျားစင်ဘော်ကပန်းဝတ်ထဲကပန်းတွေကလေပြင်းတိုက်ခံလိုက်ရသလိုရမ်းခါနေတယ်ကျွန်တော်လည်းစိတ်တူတူနဲ့အတန်ကျဲကျဲအော်ပြောလိုက်တယ်ငါတို့မိသားစုကိုမကျင်တဲ့လို့အောက်လန်းနဲ့လှုပ်ထားတယ်ဆိုရင်ကဲပို့လှုပ်ပြစမ်းကျွန်တော်ပြောလိုက်တဲ့စကားလဲဆုံးရောတအိမ်လုံးအရင်ကတည်းက2ဆလောက်ပို့ပြီးတော့ဘုံကနေတိတိတာတာကြီးကိုလှုပ်ပြပါလေရောကျွန်တော်တို့သမီးသားစုလုံးတွေးပြက်သွားတယ်အဲ့ဒီညကအဲ့လိုကိုမရတော့ဘူးနောက်နေ့မနေ့ရောက်တော့ပိုဆိုးလာတယ်ကျွန်တော်တို့ထိုင်နေတဲ့အပေါ်တန်းမျက်နှာကျက်စီကနေလူကြီးတယောက်အားကုန်ပြေးလွှားနေတဲ့ခြေတံပြင်းပြင်းတွေကြားလာရတယ်ပြီးတော့အပေါ်စီးကနေဒုံဒုံတိုင်းတိုင်းဆိုပြီးခြေဆောင်တန်တွေအပေါ်ဓာတ်ကိုတက်ကြည့်တော့ဘယ်သူမှမရှိဘူးလူမနေတဲ့နေရာလူကြီးအဲ့ဒီချိန်မှာပဲနောက်ခွေးကန်းစီကနေတထောက်ထောက်နဲ့အင်းရှဲတကားဖွင့်ပေးပါကျွန်တော်ကြက်သွင်းနေဖြန်းကနေထားသွားတယ်ဘာလို့လဲဆိုတော့အဲ့ဒီအတန်ထွက်လာတဲ့နောက်ခွေးတကားဆိုတာအိမ်ထဲကလူတွေပဲအဝင်အထွက်လုံးလို့ရတဲ့အပေါက်လေအပြင်ဘက်မှာလေဟာပြင်းကြီးဘေးကန်းကနေလဲကူးလာလို့မရဘူးတက်တိမွေးပြီးတကားကိုဆွဲဖွင့်ကြည့်လိုက်တော့လေပူတစ်ချက်ဖြတ်တိုက်သွားတာကလွဲလို့ဘယ်သူမှမရှိဘူးနောက်နေ့တွေမှာတော့အခြေအနေကထိမ့်မနိုင်သိမ့်မရဖြစ်လာတယ်လူကြားဆုံးနဲ့အဆိုးရွားဆုံးနေ့တစ်နေ့ပေါ့အိမ်ကိုဧည့်သည်တယောက်ရောက်လာတယ်ဧည့်သည်ကအမေဘေးမှာထိုင်ပြီးတော့စကားပြောနေတော့သူတို့ဘေးကတန်ခုံကြီးကိုမျက်မြင်ကိုယ်တွေပဲတစုံတယောက်ကလက်နဲ့အားကုန်ဝုန်းဆိုရိုက်ချလိုက်တယ်ပြီးတာနဲ့အိမ်တောက်မှာစီထားတဲ့ရေတံဘူးခွန်အလွတ်တွေအကုန်လုံးကိုအဝေးကိုလွင့်စင်တော့အောင်တွန်းလဲပစ်လိုက်တယ်ဧည့်သည်လည်းသွေးရိုးသားရိုးမဟုတ်မှန်တီးပြီးတော့ကြောက်လန့်တကြားနဲ့ချက်ချင်းထပြန်သွားတော့တာပဲအဆိုးဆုံးကသူတို့စချောက်တော့မယ်ဆိုရင်အမေရဲ့သပင်တွေကိုအရင်ဆုံးလာဆွဲတယ်အမေကငါသပင်တွေကိုအနောက်ကနေအတင်းဆွဲနေတယ်ဆိုပြီးအော်ငိုတော့တာပဲကျွန်တော်တို့မိသားစုအဲ့ဒီငရဲခန်းလိုအင်ကြီးထဲမှာ10ရက်လောက်ကိုနေရောညပါတွေးပြတ်မတတ်နေခဲ့ရတယ်စောက်စားခြင်းတုန်းကလာကုပေးတဲ့ဆရာဆိုရင်3ရက်လောက်နေတော့သူ့ကိုပါပြန်ဒုက္ခပေးနေလို့ထင်ပါရဲ့ဖုံးဆက်တာတောင်လုံးဝမကင်တော့ဘူးနောက်ဆုံးတော့အမေရဲ့ဦးလေးတယောက်ကအကြံပေးတယ်အပူကိုအပူနဲ့မတိုက်နဲ့တော့မေတ္တာနဲ့ပဲကုတော့တဲ့အဲ့ဒီနေ့ကစပြီးအိမ်မှာမေတ္တာတုတ်တွေကိုအချိန်ပြည့်ဖွင့်ထားတယ်ဖျားရှိခိုးအမြပေးဝေပြီးကျွန်တော်တို့ကိုမချောက်လန့်ပါနဲ့တော့ကြည်အေးပေးပါလို့မျက်ရည်ကန်ထိုးတောင်းပန်လိုက်ရတယ်ထူးခြားတာကအဲ့ဒီလိုလှုပ်ပြီး2ရက်လောက်အကြာမှာပဲအိမ်ကရုတ်တရက်ကြီးကိုငိမ်ကျသွားတယ်ဘာသမ်းမှမကြားရတော့သလိုအမေလည်းနေပြန်ကောင်းလာတယ်
နောက်ပိုင်းမှာရွှေရင်ကျော်ဆရာတယောက်ကိုပြင်ပြီးဒီလိုကိစ္စတွေနောက်ထပ်မဖြစ်နိုင်အောင်အိမ်ကိုတေချာအပိတ်ဆို့တွေလုပ်ခဲ့ရတယ်ဒီအဖြစ်အပျက်ကြီးပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့မိသားစုရဲ့ပိုင်ဆိုင်မှုတော်တော်များများဆုံးရှုံးသွားခဲ့ပါပြီစိတ်ကူးတရတဲ့ဇရိတ်တွေရဲ့ဆိုင်ကိုပြစ်ထားခဲ့ရတာတွေရဲ့ကြောင့်စီးပွားရေးကအောက်ခြေထိပြန်ကျသွားခဲ့တယ်အခုတော့ရန်ကုန်မြို့ရဲ့ဈေးငယ်လေးတစ်ခုမှာဘဝကိုတုံညကနေပြန်ဆနေရပါပြီလူတွေရဲ့မနာလိုစိတ်ကတရက်တစ်စီထက်ပိုကြောက်စရာကောင်းတယ်ဆိုတာအခုချိန်ထိကျွန်တော်ရင်ထဲကနေနေအောင်ခံစားနေရသေးပါပဲဇလန်းလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းရင်တမမှဖြစ်စေမဲ့ဇလန်းတွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးပဲဘေးကင်းကြပါစေလွန်ခဲ့တဲ့9နှစ်ကကျမ9တန်းအရွယ်မှာစိုးဝါးတဲ့အိမ်မက်ဆိုးတစ်ခုတကယ်ဖြစ်လာခဲ့ဘူးပါတယ်ကျမတို့နေတာကမန္တလေးတိုင်းမြင်းကြံမြို့အမှတ်လေးရက်ကွက်မှာပါအဲ့ဒီတုန်းကရက်ကွက်ထဲမှာလူတိုင်းလက်နေတဲ့သတင်းတစ်ခုရှိတယ်ကျမတို့အိမ်သားကကောင်မလေးတစ်ယောက်ကားကြီးကွင်းသားမှာဆိုင်ကယ်ပေါ်ကနေပြုတ်ကျပြီးအနောက်ကလာတဲ့စနဘိန်းကားနဲ့တက်ကြိတ်ခံလိုက်ရတယ်ကြိတ်ခံရတဲ့အနေထားကအတော်လေးကိုစိုးစိုးရွားရွားပါပဲခေါင်းတစ်ခုလုံးပြတ်ချက်သွားပြီးပွဲချင်းပြီးတေဆုံးသွားခဲ့တာအဲ့ဒီဖြစ်ပြီး9ရက်လောက်ကြာပေါ့အဖေကသူ့တငယ်ချင်းအိမ်မှာရက်တွေအလွန်ကျွံတောက်ပြီးတော့မပြန်နိုင်တော့လို့ကျမအမရဲ့အမေရဲ့ဆိုင်ကယ်နဲ့သွားကြိုခဲ့ကြတယ်အဖေကအယမ်းမူးနေတော့ဆိုင်ကယ်အလဲမှာထိုင်ခိုင်းတယ်အမေကနောက်ဆုံးကနေအဖေကိုပြုတ်မကြအောင်ထိမ့်ပေးပြီးတော့စီးလာခဲ့ကြတယ်ညကတော်တော်လေးမောင်းနေပြီလမ်းမှာကျမတို့ရှောင်လွဲလို့မရတဲ့နေရာတစ်ခုရှိနေတယ်အဲ့ဒါကတခြားမဟုတ်ဘူးကိုခေါင်းပြားပြီးသေသွားတဲ့ကောင်မလေးရဲ့အိမ်ရှိပဲသူမသေးတာ9ရက်ပဲရှိသေးတော့အိမ်မှာနာရေးကလည်းမပြီးသေးဘူးဆိုင်ငယ်ကအဲ့ဒီအိမ်ရှိကိုအရောက်ရုတ်တရက်အလဲမှာထိုင်နေတဲ့အဖေကဆိုင်ငယ်ပေါ်ကနေဝုန်းကနေပြုတ်ကျသွားတယ်ရိုးရိုးလဲကျသွားတာမျိုးမဟုတ်ဘူးတစုံတစ်ယောက်ကအဖေကိုအပြင်းထန်ဆွဲချလိုက်တယ်လို့ပဲအမေကအထိတ်တလန့်နဲ့ဆိုင်ငယ်ကိုရက်အမနဲ့နှစ်ယောက်အဖေကိုအမြန်ဆွဲထုတ်ပြီးအိမ်ကိုဆက်ပြန်လာခဲ့ကြတယ်အိမ်ရောက်တော့အဖေကဘာမှမသိတော့ပဲတန်းပြီးတော့အိပ်ပျော်သွားတယ်အမေကအဖေဘေးနားမှာထိုင်ပြီးဖျားရှိခိုးပရိစိတ်နေတာပေါ့အဲ့ဒီအချိန်မှာပဲအိယာဘောကအဖေကရုတ်တရက်ကြီးလေးဘက်ထောက်ပြီးကုန်းကုန်းကြီးထလာတယ်ပြီးတော့အမေပေါင်ကိုသူ့လက်ကြီးနဲ့အတင်းကုပ်ထားပြီးစကားပြောတယ်ဖေးပါဇက်ကထွက်နေတဲ့အတန်းကဖေးတန်မဟုတ်ဘူးမိမတယောက်ရဲ့အတန်းအမယောက်ျားကိုဆိုင်ငယ်ပေါ်ကဆွဲချတာစိတ်မဆိုးနဲ့နော်အဲ့ဒီစကားကိုပဲ3-4ခါလောက်ထပ်ခါပြောနေတာအမေကချက်ချင်းသဘောပေါက်သွားတယ်ကျမနဲ့အမကိုရက်ွက်ထဲကကျမတငယ်ချင်းရဲ့အဖေရွှေရင်ကျော်ဆရာကိုချက်ချင်းသွားခေါ်ခိုင်းတယ်မိုးကတော်တော်ချုပ်နေပြီလမ်းမှာလူသူကလည်းရှင်းလင်းနေတယ်အဆိုးဆုံးကဆရာအိမ်ကိုသွားဖို့စောကနိုင်ရမပြီးသေးတဲ့အဲ့ဒီအိမ်ကြီးရှေ့ကနေပြန်ဖြတ်သွားရတာပဲအမနဲ့ကျမ2ယောက်တည်းကြောက်စိတ်ကိုမျိုးသိပ်ပြီးအဖေတွဲဆိုတဲ့ဇောနဲ့ဆရာအိမ်ကိုတန်းမတ်ပြေးကြတော့တာပဲကံကောင်းကျင်တော့ဆရာကအိမ်မှာရှိနေတယ်အိမ်ကိုရောက်ချင်းဆရာကဖျားစင်ဘောကရေမန်းခွက်ကိုယူဂါတာတွေရွတ်ပြီးတော့အဖေကိုရေမန်းနဲ့ပတ်လိုက်တယ်နင့်ကိုနင်ဘသူလို့ထင်နေလဲပြောစမ်းဆရာကအော်မေးလိုက်တယ်အဖေစီကနေစောကမိမအတန်းကြီးကပြန်ထွက်လာတယ်ကျမခေါင်းပြသေးထားတဲ့သူပါနင်ဘာမကျင်နဲ့လို့အခုလိုလာလောက်ရတာလဲကျမယောက်ျားလူချင်းလို့သူ့ကိုယောက်ျားရှာခိုင်းမလို့ဆရာကပန်းရဆိုင်ရတွေကိုတိုင်တယ်ပြီးအမိန်ပိတ်ချုံနှောင်လိုက်တဲ့အခါအဖေလက်တွေကသူ့ဟာသူနောက်ပြန်ကြီးပြန်ရောက်သွားပြီးအဲ့ဒီတရေမကအဖေကိုယ်ထဲကနေထွက်သွားခဲ့တယ်ဆရာပြန်သွားပြီမဲ့ကျမတို့ညီမ2ယောက်ကတော့အဖေထပ်ထလာမှကြောက်လို့တညာလုံးမအိပ်ရဲခဲ့ဘူးနောက်နေ့မနေ့မိုးလင်းတော့မှကျမအမေကိုမေးကြည့်လိုက်တယ်အမေညကသမီးတို့ဆရာသွားပင်တော့တရေဝင်ပုနေတဲ့အဖေကိုအမေတယောက်တည်း
ဘယ်လိုများလှုပ်ထားလဲလို့အမေကရှမ်းလူမျိုးဆိုတော့ဒီလိုပြောကကိစ္စလေးတွေနည်းနည်းပါးပါးသိထားတယ်အမေဖြေလိုက်တဲ့စကားကြောင့်ကျမကြောချမ်းသွားခဲ့တယ်ငါကမိသွေးခဲကော်တဲ့တန်မင်းညက်ကြီးနဲ့နင့်ဖေရဲ့လက်မကိုတင်းနေအောင်